ဒီမှာတရားဦးကိစ္စဟိုနေရာဝိုင်းလေးလူပြေးရဆိုပြီးတော့ဝိုင်းလူရဆိုတဲ့ကိစ္စဝိုင်းလေးတင်လာတာအဲ့ဒါဟိုမြို့ကန်အမညီမလေးတယောက်ကပေါ့နော်ဒီမှာစာရင်းနဲ့ Facebook မှာရေးပြီးတော့ဝိုင်းလေးပုံနဲ့တင်ထားတာတွေ့လို့ဝိုင်းလေးလည်းညသူများပြပါမြင်တာဆိုတော့ပေါ့နော်အဲ့ဒါလေးပြပြချင်လို့ပါညီမလေးကိုမဲ့ကိုလည်းအမဖြတ်တာမဟုတ်ပါဘူးအမားတို့ရှိမှာကိုမဲ့နေတာတအားများတော့ approve တွေကိုဝင်နေရပါညီမလေးဗာမန်လဲဆိုတာကိုညီမလေးပြောတော့မှဝိုင်းလေးခုန live ဆွဲကြည့်နောက်ဆုံးတိရောက်တော့မှ approve တွေဝင်လာတော့မှညီမလေးမှတ်မြင်တာပါညီမလေးကအဲ့နေရာကိုမြင်နေဆိုရင်ဘလောက်ကဝေးလဲတော့မသိဘူးဒါပေမဲ့အဲ့ညီမလေးတို့မြို့ကန်ကနေပြီးတော့ပြောသွားတာကြတော့ညီမလေးမကြားလိုက်တာလားဗာလဲတော့မသိဘူးကွာဒါပေမဲ့အဲ့ကိစ္စပြန်ပြေးရှင်းနေတာညီမလေးအမြင်နဲ့အမားတို့ခံရတာနဲ့ပြန်ပြေးရှင်းနေတာအဲ့ပင်ကနင်နာသူ73လား73ကိုဝေဖို့ဆိုကားရက်လိုက်တော့မမျက်စိတို့လည်းအဲ့ဗီဒီယိုထဲမှာပြောတယ်ရက်လိုက်တော့အဲ့ပစ္စည်းကားပေါ်မှာလူတယောက်မှမပါမောင်နဲ့လူ2ယောက်ပဲပါတယ်အဲ့ဒါကိုဆက်အိတ်ကိုလူပြေးတယ်အဲ့ဒါခလေးလေးလူပြေးတယ်ဒါပေမဲ့ပြေးဝိုက်ဆိုတော့လည်းဘာမှပြောလို့မရအမေတကယ်ဆိုဆက်အိတ်တွေပစ္စည်းတွေကိုမတော်ခင်လူမဲမျိုးတခါတည်းဟိုလူရဲ့ရောက်စားနေမိပြီးသွားလူတာအဲ့ဒီမှာ73လောက်ဟလာမမအိုက်ကလည်းမသူတို့မြင်နေတယ်အဲ့သူတို့မြင်တဲ့အဲ့ဒီမျိုးကုံရောင်ရဲ့ဖေးနာလေးရဟာကအိမ်ပြူတာ73အိမ်စရင်ထဲမှာအဲ့73အိမ်ကိုလှူဖို့အတွက်ဆိုပြီးရက်လိုက်ပြီးတော့လှူပဲပစ္စည်းကိုထားခဲ့တယ်။ဘာလို့လဲကြတော့ပြိုတဲ့အိမ်မျိုးကြတော့အိမ်စီပတ်စံငွေဒါမပေးနိုင်ဘူး။ဟုတ်တယ်သူတို့တွေဟိုစန်တက်အိတ်ရယ်စန်တက်အိတ်ဆိုတာအကြီးမဟုတ်ဘူး။ဘာလို့ဒီလောက်နှစ်ပြည်အိတ်ရယ်ပြီးတော့စီတပူးရယ်ရေတန့်ရယ်ထမင်းရယ်เนาะအဲ့ညမုတ်တော်မပါဘူးเนาะအဲ့လေးမျိုးပဲပေးအဲ့လေးမျိုးပဲဘာလို့လှူခဲ့တယ်လှူခဲ့တော့အဲ့မှာသူတို့သွားလှူနေချိန်မှာဝိုင်းလေးကိုအဲ့ဘေးနားမှာထိုင်နေအိမ်ကြီးခံရမ်းအောင်ရယ်အိမ်ကြီးဟိုဦးလေးတယောက်ရေပေါ့နော်အိမ်ကြီးခင်းရအောင်အနီးပဲမှတ်ပြီးတော့နောက်တစ်ယောက်အဲ့3ယောက်ကအနီတို့ကိုလည်းလှူပေးပါလားတဲ့အနီတို့ကနောက်ရက်ဘက်ကဆိုတော့တဲ့တခါမှမရဘူးဆိုတော့ဝိုင်းကြီးကအဲ့မှာပတ်စံအုပ်ထောင်နေအုပ်ကြီးကိုထုတ်လိုက်တယ်အဲထိုင်နေထောင်နေအုပ်ကိုအုပ်ထုတ်ပြီးတော့သူတို့လှူမယ်ဆိုပြီးတော့အဲ့ဒါလည်းသူ့ပတ်စံနဲ့အဲ့ဒါထုတ်လိုက်တာထုတ်လိုက်ရောလူမယ်ဆိုလဲဆိုတော့ပတ်ဆက်မြင်လဲမြင်ရောဟိုဘက်ကအုပ်ကြီးကရောက်စားလာတယ်တန်းစီပေးအကုန်လုံးကိုပေးမယ်အကုန်လုံးရားစီရမယ်လို့ပြောတယ်တန်းစီပေးဆိုတာကိုတန်းမစီပဲနဲ့ဝိုင်းလူတာအဲ့လေဝိုင်းလေးလက်ကဝိုင်းလေးကကားကိုမိထားဆိုတော့လက်နှစ်ဖက်ကဒီကားထဲကိုထည့်ထားလိုက်တယ်ခဏကိုပဲအနောက်မှာသူတို့တူဝိုင်းတိုးတော့ဆိုပြီးတော့လက်ထိမှာဆိုတော့လေအဲ့မှာအကိုတယောက်ကပတ်ဆက်ကြီးဝိုင်းကြီးလွယ်ထားတော့အကိုတယောက်ကနေပြီးတော့ပတ်ဆက်ဝိုင်းလေးဒီပတ်ဆက်ကြီးပေးလူရမ်းများလာပြီဆိုပတ်ဆက်ကြီးကိုလာလူတော့အဲ့မှာလက်သေးနေလာမလို့ဝိုင်းလူတော့ထိသွားတာထိသွားတာချစ်မိခံလိုက်ရတာအဲ့ဒါဝိုင်းလေးပတ်စံတော့ပါသွားတယ်အဲ့နဲ့လက်ထဲမှာပါသွားဆိုအကိုစီမှာအကိုစီကိုပါသွားတယ်လို့ပြောတာနော်ပြီးတော့ဝိုင်းလေးအဲ့အကူညီတောင်းတဲ့3ယောက်ကို2ယောက်ပဲရလိုက်တယ်ဦးလေး1ယောက်နဲ့အနီ1ယောက်ပဲရလိုက်တယ်ဦးလေး1ယောက်နဲ့အနီပဲကျန်တဲ့လူတွေကကြတော့အဲ့မှာဝိုင်းလေးကရှိတဲ့လူလည်းပေးနေတယ်ဆိုပြီးတော့9000ဖြစ်တဲ့အိမ်ကဖြစ်သွားတယ်လူကဖြစ်သွားတယ်6000ဖြစ်တဲ့လူကဖြစ်သွားတယ်နောက်ဆုံးခလေးလက်ဆွဲထားတဲ့ညီမလေးတွေ့လာတော့မသိဘူးအင်ကြီးမိုးပြရောင်နဲ့အမကြီးရဲ့ဦးလေးတယောက်ရေဆိုနောက်ဆုံးမှ3000ပဲရလိုက်တယ်ဝိုင်းလေးလည်းထပ်မထုတ်ရဲတော့ဘူးဘာလို့ဆိုဒီလိုပုံစံနဲ့ဆိုဝိုင်းလေးထပ်ထုတ်ရင်ဝိုင်းလေးတန်းစီပြီးတော့တန်းစီပြီးလှူမယ်လို့တော့ပြောတယ်မသူတန်းမစီခဲ့တော့ဝိုင်းလေးမလှူခဲ့ဘူးဒါလည်းမှားသွားလားမှန်သွားလားတော့မသိဘူးအဲ့လိုဝိုင်းဖြစ်တဲ့အတွက်ကြောင့်ဝိုင်းလေးဆက်မလှူခဲ့ဘူးနောက်ပြီးအညမလေးတယောက်ပြောထားတယ်လေဟို9000လေးနဲ့ပေးမြင်တယ်လို့တဲ့သူတို့ပေါ့နော်အဲ့ဒီရွာကန်တွေကပေါ့နော်နေကန်တွေကပေါ့အဲ့လိုကိစ္စမျိုးမပြောဘူးတဲ့ညီမလေးအမားတို့လေအဲ့ဒီအပြာနဲ့ချမ်းလေးလေးတယောက်ဖျားပေးချမ်းပေးဘတော်မှစကားကိုလိမ်မပြောဘူးမဟုတ်တာမပြောဘူးကိုအပြောခံရလို့တကယ်ပြောရလို့တင်တာဒါပေမဲ့အမအဲ့ဗီဒီယိုမှာလည်းပြောပေးထားတယ်တရဦးဆိုတာတရဦးကိုလာမလူပဲနဲ့တော့မနေပါနဲ့မနေပါနဲ့စရင်တိကျနဲ့လာလူပါလို့ပြောတယ်အတရဦးရွာကန်ဖြစ်စင်လည်းဖြစ်မယ်ခုနလိုတခြားမျိုးကကလေးလေးလည်းဖြစ်စင်ဖြစ်ကောင်းဖြစ်မယ်တခြားမျိုးကလူတွေလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒါပေမဲ့အမားတို့ဒီမဟုတ်တာမမှန်တာမပြောပါဘူးဘယ်လိုပြောရမလဲဆိုတော့ညီမလေးတို့နားလည်မှုလွဲသွားတာခုနကတော့နင့်နာသူတွေဖြစ်တယ်အမရေညီမတို့ကတော့နင့်နာသူပဲမဲ့လူတိုင်းပတ်စံမရဘူးပေါ့နော်ဝိုင်းလေးကိုအဲ့လိုပြောတယ်နင့်နာသူဆိုတိုင်းမှာတော့ပတ်စံအကုန်လုံးမပေးဘူးဘာလို့လဲဆိုတော့ဘာလို့လဲဆိုတော့ကွာမတို့လာလူရဲ့ကွာကြတော့မိသားစုတွေဆုံးရှုံးသွားတာဝိုင်းလေးကနင့်နာသူလို့ပြောလိုက်တာအဲ့အိမ်လေးဆိုဝိုင်းလေးတို့ပေးခဲ့ဟိုဟာလေမတို့ကလာလူခိုင်းတာကြကွာနော်အလူရှင်တချို့ဆိုလို့ရှင်တဦးရဲနဲ့နော်ဒီတဦးကို350လူပေးပါအဲ့လိုမျိုးပြောလို့ဆိုလို့ရှင်မတို့ကနော်စရင်အတိအကျနဲ့မရေးဒီအိမ်မှာနင့်နာသူကဘယ်လောက်ရှိရလဲအဲ့ဒီနင့်နာသူအိမ်ကို3သိန်းသို့မဟုတ်လည်း3သိန်းခွဲဘာလို့ဘက်ကလည်းပြန်ပြီးတော့ချပြပေးရတယ်2သိန်းအဲ့လိုမျိုးမုံနေစီတွေဘာတွေရောအကုန်လုံး350ကိုအဲ့လိုမျိုးအပြက်ဒီရွာအတွက်ဆို350အပြက်ကိုမတို့အဲ့လိုမျိုးဝေပေးရတာဆိုတော့ခုနကလိုမျိုးပေါ့နော်လမ်းမှာအကူညီတောင်းတဲ့ဥစ္စာလေးတွေကိုအပြည့်အဝမပေးလိုက်နိုင်ဘူးပဲအဲ့အကူညီတောင်းတဲ့3ယောက်တည်းက2ယောက်က1000စီရပါတယ်ထိတ်ဆုံးကဆိုတော့1000စီရပဲကျန်တဲ့လူတွေက9000 4000 4000အဲ့နောက်ဆုံးကြမှာဝိုင်းလေးကိုပြောသွားတဲ့နောက်ဆုံးကြ2ယောက်ကမှ3000စီပဲရလိုက်ကြတာ3000စီပဲရလိုက်တော့ဝိုင်းလေးကိုပြောသွားဒီလောက်ကလေးနဲ့တန်းစီခိုင်းတာလားဒါပေမဲ့သူတို့တန်းမစီခဲ့ဘူးသူတို့ပြောတာဒီလောက်ကလေးနဲ့တန်းစီခိုင်းတာလားဒါမှန်းသိရင်မယူပါဘူးဒီလောက်ကလေးနဲ့လာလူနေသေးတယ်ဆိုတော့ဒီစကားကလည်းဝိုင်းလေးတယောက်တည်းကြားခဲ့တဲ့စကားမဟုတ်ဘူးစကားလုံးပေါ့နော်နော်အကုန်လုံးကြားခဲ့အဲ့အတွက်ကြောင့်ဝိုင်းလေးတို့ကဆက်မလူပဲနဲ့ထထွက်လာတယ်ထထွက်လာပြီးတော့လမ်းကြားထဲဝင်လာတော့တကယ်
လမ်းစားရဲလဲဝင်လာတကယ်ကိုနစ်နာသူတွေတွေးခဲ့ရတာဘမသွားမယ်သွားမယ် ဒါလေးအမ တကယ်ကိုနစ်နာသူတွေတွေးခဲ့ရတဲ့အတွက်မင်းနဲ့အိမ်ပြိုသွားရလားအိမ်ပြိုသွားဆိုတကယ်နစ်နာလို့အနီသမီးသမီးလေးရဲ့အနီတော့စံမီရောထမင်းလေးပဲအနီကိုပေးခဲ့တချို့ကြတော့လေတချို့ကြတော့လေရေးသားလေးပဲလိုချင်တယ်တကယ်နစ်နာတဲ့လူတွေအဲ့လိုမျိုးအနီဒီအိမ်ကမိသားစုဆုံးရှုံးသွားသေးတယ်ဆိုဆုံးရှုံးသွားရဆိုဝိုင်းလေးတို့တနိုင်နေဘက်ကနေငွေသားလှူခဲ့တယ်အနည်းဆုံးမလူဆိုတသိန်းအဲ့ဒါတကယ်ကိုအနည်းဆုံးတသိန်းအဲ့ဒါကိုအနီးတယောက်ကနောက်ကနေကားနောက်ကနေလည်းဝိုင်းလို့တအိမ်စင်းတဲ့အိမ်တဲ့လူတွေအတွက်ကြောင့်ကားဖြည်းဖြည်းလေးမောင်းအဲ့အတွက်ကြောင့်အနီးတယောက်ဆိုဘာလိုက်ပြောလဲဆိုတော့အဲ့တောင်းတယ်နော်တောင်းတယ်မပေးဘူးဆိုလူပြေးပါနော်သူပြောတယ်အဲ့ဒီမှာဝိုင်းလေးကလည်းမတိကြအောင်ဆောင်လိုက်တယ်ပြီးတော့ကိုကျုံဝိုင်းလည်းမတိကြအောင်ဆောင်လိုက်တယ်ကျုံဝိုင်းပြောအဲ့ဒါအတိကျပြောလိုက်မယ်ကိုကျုံဝိုင်းလည်းမတိကြအောင်ဆောင်လိုက်တယ်မကိုကျုံဝိုင်းရဲ့ကြောက်သွားတာ သူကြောက်ရပြေးတာ တကယ်လူမာလားဘာညာဆိုပြီးတော့ သူကတားတဲ့အမေရဲ့စိတ်မရှိတော့ဘူးနော်တဲ့တကယ်လူတော့မှာနော်တဲ့သူကတောင်းတာကွယ်မမတို့ပြောသလိုပဲမမတို့ကစိတ်ဟင်းတိကျနဲ့လာရတာမလို့နော်အဲ့လိုအပူတွေတောင်းလို့ရှိရင်မရဘူးဒါပေမဲ့မမတို့ပြောပါတယ်အန်တီသမီးကိုလေဒီနစ်နာသွားတယ်ပေါ့နော်ုံးလာလို့အတန်ပြသွားတယ်ရမအတန်နဲ့ပြောလိုက်တော့အော်ဟိုပါပေါ့ဟိုခုနကပြောသလိုပဲပေါ့ဟေးချက်တော့ကြီးအဲ့ဒါကြတော့မနေနိုင်လို့ပြောတယ်ဆိုတော့မြို့ကတယောက်နေနေတော့ပြောလို့ရပါတယ်သူ့အမြင်နဲ့ဝိုင်းလေးတို့ပြောတာတော့ဝိုင်းလေးတို့လည်းလက်မခံဘူးပေါ့နော်လက်ခံတယ်ပေါ့ဒါပေမဲ့ဟိုသူလည်းမြင်နေဆိုလို့ရှိရင်တော့တကယ်အမှန်တရားကိုပြောဖို့နော်ညီမလေးတို့တန်းစီတို့ပြောလိုက်ရင်ဝိုင်းလေးတို့လူတို့ဝိုင်းလေးတို့ကဒီလိုတင်းနေဆိုဒါကတော့ညီမလေးမှန်တယ်နော်အခုဟာဝိုင်းလေးတို့ကလူရဲလူရသေးတယ်ဝိုင်းလေးတို့ဟိုဖြစ်ခဲ့တဲ့ဟာကိုပြောပြတော့လေဒါအောင်မဟုတ်ပါဘူးလို့လည်းပြောတင်ခံရသေးတယ်ဆိုတော့ဒါကိုလာရှင်းပြတာပါဟိုခံရတဲ့လူတွေကကိုမအောင်မှရေးတယ်ခဏလေးဖုန်းပြန်ခေါ်မယ်ဗီဒီယိုရိုက်နေလို့ဟောပေါ့နော်ခုနကတော့ပြောသလိုပဲပေါ့နော်မတို့ကနော်အကုန်လုံးကိုစင်ရင်းနဲ့လာတာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကိုမပေးလိုက်နိုင်ဘူးအခါကျတော့အတော်ကြီးတယောက်ဆိုလို့ရှိရင်လည်းဟိုခြုံဝိုင်းနောက်ကိုလိုက်ပြောပေါ့နော်ပြောချင်တာကတော့ဝိုင်းလေးတို့ဖြစ်ခဲ့တဲ့ဟာကိုပြောပြတယ်ဒါပေမဲ့မျိုးကန်တယောက်နေနဲ့ကာကွယ်ပြီးလို့ရတယ်ဒါပေမဲ့နှစ်ဖက်ကိုညာလေးလည်းမြင်နေဆိုရင်တော့ဟိုကအနီးနားမှာရှိရဆိုလို့ရှိရင်တကယ်သိမှာပဲနော်ပြောဆိုသွားတာရောကြားလားမကြားလားတော့လေကိုကပြီးတဲ့အကူဆိုတကယ်လက်ဖြစ်သွားတာလက်မှာအစင်းရိုင်နှစ်ချောင်းပေါ့နော်သူတို့မျိုးကန်နေပြောတာကို तू ကနည်းနည်းဘာပဲပြောနည်းနည်းတော့ဝေးပါပဲကြားလားမကြားတော့မသိဘူးလေအပြောခံမှန်တယ်ပြီးတော့အဲ့ပိုးရဲ့အောက်ကကိုမန်တွေကိုလိုက်ဖက်ကြည့်လိုက်ဝိုင်းလေးနဲ့ဘူးဆွဲနဲ့ဖက်ကြည့်လိုက်တော့တချို့တွေဆိုအဲ့မှာပြောထားကြတယ်ဝိုင်းလေးတို့ social ပေါ်မှာတင်တာတခုပဲတချို့ဆိုပြောထားကြတယ်ပြောချင်တာကတော့တန်းစီတိုင်းဘာမှမဖြစ်ဘူးဟိုဘယ်လိုပြောမလဲ ACလူတွေဘာမှဖြစ်တဲ့ဟာဝိုင်းလူဒီလိုဖြစ်သွားလို့ဒီလိုတင်းတဲ့ဟာညီမလေးဘက်ကဒီလိုရေးတယ်ဆိုတော့ဒါကတော့စဉ်းစားပေါ့ဝိုင်းလေးတို့ပြောတာမှားလားညီမပြောတာမှန်လားဆိုတာတော့မတို့မဖြေရှင်းလိုက်ရတယ်ကိုယ်တိုင်သွားလူတိုင်းသိလိမ့်မယ်ပေါ့နော်ဒါပေမဲ့ညီမလေးကအဲ့လိုတင်တဲ့ခါကျတော့နော်မတို့ဖြေရှင်းပုံနဲ့တကွတင်လိုက်တာဆိုတော့ဒါကိုလည်းဖြေရှင်းပြတာဒါကိုညီမလေးဘက်ကမှန်တယ်ဆိုရင်ဒါညီမလေးသဘောပါမတို့ကဒီလောက်ပဲရှင်းပြနိုင်တယ်ပြီးတော့တချို့ကိုယ်တိုင်သွားလူတိုင်းလည်းကိုချင်းစာမယ်လို့ထင်တယ်ဖြစ်ပြက်ဘူးတဲ့ဟာကိုသိခဲ့မယ်လို့ထင်တယ်ဒီတက်ပို့ပြီးသိချင်တယ်ဆိုရင်တော့လေအဲ့ဒီမမတို့လိုက်ပို့တဲ့ကေစေးတဲ့ဦးကအန်တီရဲ့ဖုန်းနံပါတ်ပေးမယ်အန်တီကသူ့ကိုကောင်းမှအတန်းတန်းပြောတာသမီးကိုအဲ့လိုမျိုးမဝင်နဲ့လို့အန်တီပြောတယ်ဒီဘက်ကမရဘူးမို့လို့ဆိုပြီးတော့နော်ဒီလာတောင်းတော့ဝိုင်းလေးကလည်းတနာလို့လူလိုက်တာဝိုင်းလေးအပြစ်ပါအကုန်လုံးဝိုင်းလေးပြတနာမိရဝဝိုင်းလေးအပြစ်ဖြစ်သွားတာဒီလောက်ပဲဖြည့်ရှင်းတတ်တယ်မှန်တယ်မားတဲ့ကတော့ဟိုတူဘူးတဲ့လူတိုင်းပဲသိလိမ့်မယ်ထင်တယ်ပေါ့နော်ပြောတာမှားပါရင်လည်းတောင်းမှန်ပါ